ကျွန်တော်တို့မြန်မာပြည်သားတွေထိုင်းကိုစရောက်လာကသာ3-4လအကြာမှာပေါ့နော်ဟိုတငယ်ချင်းပေါင်းသင်းနေမတွေ့သေးဘူးပေါ့နော်ပတ်စံနေမသုံးတဲ့မဖြုံးတတ်ခင်မှာအလုတ်တယောက်တည်းသူလုံနေရတဲ့အချိန်အထီးကျန်တဲ့အချိန်မှာထဆိုတဲ့တခြင်းကြဒီတခြင်းလေးနိုင်ငံရဲ့ချာမှာဘဝရဲ့အတွက်ယုံကံပွေရှာတာတို့ရဲ့ဘဝတွေပါသူလွမ်းနေပေါ့ရွာကိုလွမ်းနေအမေကိုလွမ်းနေယူကုန်တော်မတွေကိုသူတအားလွမ်းနေတာနည်းနည်းလေးလာလေးနေလေးချီလဲချီလာပေါ့ဗျာကောင်းကြီးဖွဲ့နေနဲ့အယက်သမားရှက်ကီဘဲနဲ့ပေါင်းလဲပေါင်းပြီးဟောသူကသူပျော်မြူးနေတဲ့အချိန်မှာထဆိုတာကြောင့်ဒီတခြင်းအညနေဆောင်တော့ပြောင်းနေပြီစိတ်ဆန္ဒကတောင်းပြီးပြစ်လိုက်မယ်ရမြမြနမိုးလင်းကိုပလင်းနေလေတံပြန်တကာလိုင်းချနေရသူတအားချတာတနင်္ဂနွေပိတ်ရလဲချတယ်မပိတ်လဲချတယ်အလုပ်တွေနားပြီးရောလဲချတယ်ပတ်စံတွေကုန်လို့ကုန်မှလည်းမသိဘူးသူအဲ့လိုမျိုးဗျနောက်ကြတော့သူကမိဘထပြောတယ်လေမိဘထားပြောတာငါသားပတ်စံလေးစူးမိလို့ရှိလို့ရှိနေပြန်လာခဲ့လေအမေတို့လည်းပတ်စံလေးပါလေးလွှဲပေးပါအောင်လားဆိုတော့ဘာသချင်းထားဆိုတာမလို့ဒီသချင်းလေးပြန်မလာနိုင်သေးဘူးဒီတမိုးတော့တဲ့မင်းအဲ့လိုလားကြက်တောက်စားနေသိလားဘော်ဒါတွေခေါင်းကြီးနဲ့တောက်စားနေတမိုးမဟုတ်ဘူး10မိုးလည်းမပြန်နိုင်ဘူးမင်းတို့ကောင်တွေအကျင့်နေကွာငါနဲ့တူတူပဲ